Hi guys,ကျွန်တော်ကတော့ဘာလုပ်လဲဆိုတော့လေးမြတ်တာဘာကျွန်တော်ဒီနေ့မှာတော့ဘာဆော့မှာလဲဆိုတော့ Minecraft ဆော့ပြန်မှာဒါပေမဲ့ပုံမှန်တော့မဟုတ်အတူဗျာ Minecraft မဝဲကြီးလို့ဝါပဲပတ်စံမကုန်ကြီးလို့ဒီမှာဖတ်လာလဲလေကျွန်တော်တို့ကျွန်တော်ဒီကကျွန်တော်တော့မလုပ်ပြီးသားစားပါဘူးဒီမှာကျွန်တော်လောက်ထားတာလို့ပြောလို့ရတယ်အဲ့ကျတော့ကျွန်တော်တို့တွေဒါပေမဲ့ကျွန်တော်ဘာမှကျွန်တော်မလုပ်နေလေဆိုကျွန်တော်မဟာဘူးနော်ဘူးကျွန်တော်မဟာဘူးနော်အဲ့ဒီလာလို့ကျွန်တော်ဟာတယ်ဘူးနော်ဘူးကျွန်တော်ဘာလို့ကျွန်တော်ပန်ကိုကျွန်တော်ဟာပြီးတော့ဗီဒီယိုလုပ်မှာလေဟုတ်တယ်မလားအဲ့ဒါလေးကတော့မန်ဂူဘိုင်ယွန်လို့ခေါ်တယ်ပြောရင်ဒီကောင်ဖွက်ထားတာကကြာလာပါပြီအဲ့ဒါခုမှကျွန်တော်ဘာလို့ကြီးကိုနားနေလဲအဲ့ဒါကျွန်တော်လည်းတားလာယူနေရအဲ့ဒါကျွန်တော်တားလာယူအဲ့ဒါကျွန်တော်တို့ဒီလောက်စင်လို့ရတယ်ညကျွန်တော်တို့စီးတော့မာလေးပေါ် IC နားမှာလည်းဒီအဲ့လိုမျိုးစီးဝင်လာဟိုမှာကျွန်တော်တို့ရည်လာမှကျွန်တော်မြန်မာ craft တားတဲ့ fan တရားပါအဲ့ကျွန်တော်သူလောက်တာတွေကန်တိဒီပြင်သူကြီးပါလားဆိုကျွန်တော်ဘလို့လို့ရမှာမသိတော့ကျွန်တော်ဒီတိုင်းသွားလာမယ်ဗျာအဲ့ကြကျွန်တော်ရွာသွေးမမေကနာတာဗီဒီယိုလေးလုပ်အောင်မယ်အဲ့ကျွန်တော်လုံးဝကျွန်တော်ပြီးရင်ကြမှာကျွန်တော်ရွာရောက်ရင်ကျွန်တော်ပြန်တွေးကြမယ်ဗျာဟုတ်ပြီအဲ့ကျွန်တော်တို့ရွာရောက်ပါပြီကျွန်တော်တင်ကြပြီးတောင်းလေးလောလာစားအဲ့ဒါမဟုတ်တယ်ကျွန်တော်လုံးဝကျွန်တော်ဒီမှာဆိုင်ယမ်ဘာရှိကြည့်ရမယ်ကျွန်တော်ကိုပါလိုက်ကျွန်တော်ခိုးနေလာ look like it အဲ့ဒါကျွန်တော်ရလာတယ်မန်ဂူဘူးကိုကျွန်တော်ဒီနေလေးကျွန်တော်တို့ပြီးရင်တော့ကျွန်တော်ဒီကောင်လေးအဲ့ဒါပြီးရင်ကျွန်တော်တို့အဲ့ဒါကျွန်တော်ဒီနေ့ဝိုင်းကျွန်တော်ကြည့်အောင်ကျွန်တော်လုံးတော်ရကျွန်တော်တော့အတိကတော့ကျွန်တော်ခိုးတွေလို့ရတယ်ဗျာဒါပေမဲ့ဟုတ်ကိုပါစတော့ရတယ်အဲ့ကျတော့ကျွန်တော်ဒီတိုင်းနေနေဆိုရင်ကျွန်တော်အာယုံဟဲမဲ့တော့လုပ်လို့ရတယ်ကျွန်တော်ဒီကလုပ်ချင်တာကြီးရတယ်ကျွန်တော်ခဏဒီကောင်းလေးနေကြည့်ရတယ်ဆိုရင်ကျွန်တော်ရဲ့အယုံတွေအကုန်လုံးကျွန်တော်တုံးလိုက်ပါမယ်တုံးလိုက်ပြီဆို
တော့ဒီဆိုကျွန်တော်တို့တွေခေါင်းဆောင်အတိုင်းပဲကြည့်ကြရတာတင်စီရဲ့လူမယ်ဟုတ်ဘူးရေရတာကြီးရမလူရဲကျွန်တော်တော့ပါနာတိပါတာလောက်နေနော်အဲ့ကျကျွန်တော်တို့တွေရွာသားတွေအဲ့လိုရောင်ကြဒီနေတော့ရောင်ထားတယ်အဲ့ကျကျွန်တော်တော့ကျွန်တော်ချက်စီးတယ်အိုးတွေ့ဘာဘရိုရီချီအိုးကျွန်တော်အဲ့ရလေးရလိုက်အဲ့ဒီရောကနာဘာလို့ဒီကတ်တဲ့ဒီတော့ဒီစမ်းအဲ့ကျကျွန်တော်တို့ကျွန်တော်ဒီတိတ်လို့အကြဟာလေးစမ်းဒါကတော့ဒီတော့အဲ့တော့ဒီကျွန်တော်ရှင်းပြီးရအဲ့ကျတော့ရဝိုင်းရကျွန်တော်တို့ဗီဒီယိုပြီးလိုက်ပြီဗျာအဲ့ကျကျွန်တော်တို့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်